ကျွန်တော်တို့ဒီတင်ဆောဆိုလို့ရှိရင်တော့ဒီပဲနဲ့များနဲ့တွဲပြီးတော့တိကြရများတယ်ဗျာတခြားဆိုလို့ရှိရင်ကျွန်တော်တို့ဒီရှက်ခောက်ဆွဲရတယ်အုံလို့ခောက်ဆွဲဒါမျိုးမုန်တီတုပ်ဒါမျိုးလည်းရတယ်ဗျာစဖွင့်တော့ကျွန်တော်တို့ဒါလေးကပြင်အောင်အိမ်ကနေစဖွင့်ခဲ့လိုက်တာဒီပြင်နေမှာဆိုင်ထဲထဲပေါ်မှာဖြစ်လာတယ်ကျွန်တော်စပြီးတော့ဒီဆိုင်မှာစပူတဲ့အချိန်ကျတော့လက်ဖက်ရည်က300ပဲရှိသေးတယ်ခင်ဗျတော့ကျွန်တော်တို့ရဲ့ဒီအဘေးပေါ့နော်ဒီဥတင်ဆောသူလက်ထက်ကလေးကစဖွင့်တာဆိုတော့1955ခုနှစ်ပေါ့နှစ်80ဝန်းကျင်အတွင်းရောက်လာတယ်ခင်ဗျနက်ခင်း9နာရီလောက်ဆိုရင်မုံနေအစုံလင်ရနေခင်ဗျဒီညဆိုလို့ရှိရင်လည်းဒီ10ခွဲလောက်ထိတော့ရပါတယ်ခင်ဗျလူအကြဆုံးကတော့9နာရီ10နာရီပတ်ချလဲရုံးချိန်နဲ့ဒီညခင်းဆိုလို့ရှိရင်လည်း9နာရီလောက်ကစပြီးရင်တော့ဒီကတော့ကြာတယ်ခင်ဗျဒီနှစ်90လုံးဒီရက်ဒီနိုင်နေဆိုတာလည်းဒီ customer တွေကြောက်ပါခင်ဗျဒီမရောက်ဘူးသေးတဲ့ customer တွေဆိုလို့ရှိရင်လည်းဒီလာရောက်မြည်ဆန်းကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်မန္တလေးမြို့လမ်း80 41တောင်မှာရှိပါတယ်